တို့စစ်စစ်နဲ့ချက်ထားပြီးတော့ဤစိတ်ပြစ်နှစ်နေတဲ့အုံတို့ခောက်ဆွဲကြိုက်တဲ့သူတွေအတွက်ဆိုင်လေးဆိုင်ကိုခေါ်သွားပေးမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ဒီဆိုင်လေးကဆိုရင်အုံတို့ခောက်ဆွဲအကျော်ဆုံးဇလုံးထမင်းတို့ကို specialize ရောင်းတဲ့ဆိုင်လေးပေါ့နော် Grace ကတော့အုံတို့ခောက်ဆွဲရဲ့မုံဟင်းကားရဲ့ကြီးမေလေးအတုပ်ဆောင်ရဲ့လက်ဖက်ရည်ရဲ့မဆာပစ်ခဲ့ပါတယ်ရှင်ဒီဆိုင်မှာဆိုရင် Grace အကြိုက်ဆုံးကအုံတို့ခောက်ဆွဲပါအဲ့လိုမျိုးအုံသီးစစ်စစ်နဲ့ချက်ထားပြီးတော့ဤစိတ်ပြစ်နှစ်နေတဲ့အုံတို့ခောက်ဆွဲကိုစားဖို့အတွက်ကိုဒီဆိုင်ကိုလာခဲ့တာပါဈေးနှုန်းလေးကတော့အုံတို့ခောက်ဆွဲအလွတ်တပွဲကို3500ပါအကျော်တွေကတော့တစ်မျိုးကို1000ပါအုံသီးစစ်စစ်နဲ့ချက်ထားတာမလို့ချိုပြီးစိတ်နေတာပါပဲရှင်အနက်လေးကလည်းအုံသီးနက်လေးလှိုင်းထွက်နေပါတယ် Grace တိုက်တဲ့နောက်တစ်ချက်ကတော့အပေါ်မှာလေးစီတွေအနီအောင်အဝတ်ညာအများကြီးမဟုတ်ဘဲနဲ့စီမပါတလောက်လေးချက်ထားတာလေးကိုသဘောကျပါတယ်ဒါလေးကတော့ကြီးမေလေးအတုပ်ဆုံးမှာတမောသီးတွေပဲကြဆန်တွေပဲပြားအာလူတိုဘူးကြာဆန်တွေအစသဖြင့်လေးစုံလေးအောင်ထည့်ပြီးတုပ်ထားပေးတဲ့အတုပ်ဆုံးမှာဒါလေးလည်းအရန်စားလို့ကောင်းပါတယ်မိုဟင်းကလည်းအလွတ်တပွဲကို3500ပါပဲအကျော်တစ်ခုကို1000ပါရှင်မိုဟင်းကအရသာကတော့ Grace တိုက်တဲ့အရသာနဲ့တိတ်ပြီးတော့မကြိုက်ခဲ့ဘူး Grace တိတ်ပြီးတော့မကြိုက်ခဲ့ပါဘူးရှင်အကျော်တွေကလေစီတန့်တန့်နဲ့ကြော်ထားပြီးတယ်ပြီးတော့စီစုပ်မနေဘူးမမွရွရွလေးဖြစ်နေတယ်အကျော်တွေကတော်တော်စားလို့ကောင်းတယ်မိုဟင်းကတွေကအကျော်ကိုအုံနုခောက်ဆွဲရဲ့အကျော်ကိုအရန်စားလို့ကောင်းပါတယ်ဆိုတော့ခြုံပြောရအောင်မယ်ဆိုရင် Grace ကတော့ဒီဆိုင်ကအုံနုခောက်ဆွဲအရန်ကြိုက်ပါတယ်အရသာကတော့ little လေးပေါ့လို့ငံပြိုင်လေးနဲ့ငယ်ပေါက်စားရပါတယ်တန်တန်ရှင်းရှင်းတသက်ရရနဲ့ထိုင်လို့လဲကောင်းတယ်အဲကွန်အေးအေးလေးနဲ့ထိုင်လို့ကောင်းတဲ့ဆိုင်လေးကိုရှာနေတဲ့အုံနုခောက်ဆွဲလဲကြိုက်တယ်ဆိုရင်ဒီဆိုင်လေးရှိပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါတယ်ရှင် Grace သွားခဲ့တဲ့ဆိုင်နာမည်လေးကတော့ကြီးမေလေးပဲဖြစ်ပါတယ်ရှင်တောင်အုတ်ကလာပါမြို့နယ်တန်တုမာလမ်းမကြီးပေါ်တောင်အုတ်ကလာဖျားအနီးမှာရှိတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ရှင်အားလုံးပဲတတာ